မြန်မာနိုင်ငံမှာမကောင်းတဲ့ကပ်ပေးစိုးကြီးတွေကြာရောက်နေပါတယ်ဆိုပြီးတော့ကျွန်တော်ပြောတယ်ဆိုရင်တော့လက်ခံကြမလားဒါနဲ့ပတ်သက်ပြီးတော့တော်တော်များလဲငင်းကြမယ်လို့လည်းမထင်ဘူးမြန်မာနိုင်ငံမှာပြောရမယ်ဆိုရင်တော့စစ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းကစပြီးတော့မှကမ္ဘာမြန်မာနိုင်ငံရဲ့အခြေအနေကြီးကပိုပြီးတော့ဆုပ်ယုပ်လာတယ်ပိုပြီးတော့အဆင်မပြေမှုတွေဖြစ်လာတယ်ဒီနေရာမှာဒါတွေကိုထပ်ပြီးတော့မပြောလို့ကျွန်တော်ပြောချင်တာက2026ခုနှစ်ကစပြီးတော့ကျွန်တော်ရဲ့2026ခုနှစ်တနစ်စာဟောကိန်းမှာကျွန်တော်ပြောထားရရှိတယ်။အဲ့ဒါဘာလဲဆိုတော့2026တနှစ်လုံးမှာစိုးဝါးတဲ့ရာဇဝတ်မှုတွေဖြစ်လာမယ်။စိုးဝါးတဲ့ရာဇဝတ်မှုဆိုတာဘယ်လိုမျိုးပြောရလဲ။ကျွန်တော်တို့စစ်ကောင်စီကနေပြီးတော့မှကျွန်တော်တို့ရွာတွေကိုအပေါ်ကနေပြီးမှဘုံချတာတခုတည်းကိုဆိုလိုတာလား။ဒါကတော့ကျွန်တော်တို့စစ်ကောင်စီအာဏာစသိမ်းပြီးရဒါကြီးဒီအမြဲတမ်းဖြစ်နေတာမို့လို့ဒါတော့ကျွန်တော်ထဲတော့မပြောတော့ဘူးဒါလည်းရက်ဆက်တဲ့ရာဇဝတ်မှုပဲဒါပေမဲ့ဒါကစီးရာဇဝတ်မှုကျွန်တော်တို့ပြောရမှာဆိုရင်ရှောင်ဖို့ခတ်တဲ့အရာတွေမှာပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုအဲ့နေရာလေးမျိုးမဟုတ်ဘဲနဲ့မျိုးကြီးပြာကြီးနေရာမျိုးတွေမှာမကောင်းတဲ့ရက်ဆက်မှုတွေပြန့်ကျဲနေတဲ့အရာတွေကိုကျွန်တော်တို့တတိထားမိမယ်လို့ထင်တယ်ပုံမှန်လေးပြောမယ်ဆိုရင်ကျွန်တော်တို့ဒီတလာပိုင်းမှာရှိခဲ့တဲ့အမှုအချို့ကိုကျွန်တော်ပြန်ပြီးစဉ်းစားကြည့်အောင်အဲ့ဒီထဲမှာဘာလဲဆိုယောက်ျားကနေပြီးတော့မှကိုယ့်ရဲ့မိန်းမဖြစ်သူကိုပြန်တတ်တယ်ဆိုတဲ့နေရာမှာတော့မှယူဒီနာမည်စိတ်ဆိုးလို့ဆိုပြီးတော့ဗျာတို့ကစိတ်ဆိုးလို့ဆိုပြီးတော့ဘေးနာကနေပြီးတော့မှ okay နဲ့ကောက်ပြလိုက်လို့ okay နဲ့ကောက်ရဲလိုက်လို့ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးရက်ဆက်ကိုလေဘင်းကိုဓာတ်နဲ့လီးပြီးခေါင်းဖြတ်တတ်တာခေါင်းဖြတ်တတ်တယ်ဆိုတော့ကျွန်တော်ဒီကြားမှုတယ်ပေါ့နော်ရာဇဝတ်မှုတွေရပေါ့လူတယောက်ရဲ့ဒီကြောရိုးနဲ့လေပင်ရိုးဟာရမ်းကိုမာကြောတယ်လို့ဆိုတယ်တုံအားနဲ့ခုတ်ဖြတ်ဖို့ဆိုတာကလှိဖြတ်ဖို့ဆိုတာတုံစိတ်နဲ့လှိဖြတ်လို့မရဘူးကျွန်တော်စကားနဲ့ပြောမှဆိုတရေမရေစီးနေတဲ့ဘလူးစိတ်တွေလူစိတ်မဟုတ်တဲ့အရာတွေမျိုးနဲ့မှပဲဒီလိုမျိုးလုံးဖြစ်မှာโอเคနောက်တစ်ချက်နောက်အမှုတစ်ခုအဲ့ဒါတော့ဝါပီနယ်မှာဖြစ်တယ်လူတက်ပြီးတော့လူရဲ့အသားကိုချက်စားတယ်အဲ့ဖြစ်စဉ်ဘလို့ကြီးတယ်โอเคနောက်တစ်ခုအဲ့ဒါပါလေခလေးချင်းရန်ဖြစ်ကြတာလေနော်ခလေးချင်းရန်ဖြစ်ကြတာကျွန်တော်တို့ဆိုလဲចောင်းသားလောကနေဖြစ်လာကြတာပဲတယောက်လဲထိုးကြကြိတ်ကြတဲ့အဖွဲတွေရှိကြတယ်ဒါခါကျရင်ဂိုင်းနေအေကန်းနဲ့ဘီကန်းနဲ့လူမိုက်တွေတယောက်ချင်းထိုးကြတယ်ချင်းပြိုင်းကြတယ်ရှိကြတယ်ကျိုးတာပဲတာလောက်ရှိကြတယ်ပေသွားပါတယ်ဆိုတော့မှတ်တမ်းကျွန်တော်တက်မှာတိတ်မချဘူးမရှိတော့ကနေပါတယ်ပြောမယ်ဆိုရင်ပြောမှဆိုလူအသက်ဒီတန်ဖိုးရှိရဆိုတာသိတဲ့ကြောင်မလို့ပေလောက်ဒီလည်းမလုပ်ကြဘူးနော်ဒါပေမဲ့ဒီကလေးချင်းရန်သိကြတဲ့ပွဲမှာကလေးတယောက်ကသိဆုံးသွားတယ်ဒါပါလေနောက်တစ်ချက်နောက်တစ်ခုအသက်60ကျော်ဖော်ပြီးတပါးကိုနော်အသက်73နှစ်ရွယ်34လောင်းတိပေါ့အပန်ဝင်ကျကလေးတယောက်ကသူနဲ့တူတယ်တယောက်ကဘိုက်ကိုဓာတ်နဲ့ထိုးတယ်နော်ဒါလည်းထူတာမှာတစ်ချက်နဲ့တစ်ချက်ထူတာမဟုတ်အချက်ပေါင်းကတော့ထူတယ်လို့ပြောတယ်ခေါင်းလည်းထူတဲ့သူကလည်းတစ်ချက်နဲ့ထူတာမဟုတ်3 5ချက်ကိုစစ်ပြီးထူတယ်အဲ့ဒါနဲ့ပဲပုံအဲ့အသက်60ပုံကြီးနော်ဒီဆရာတော်ပေါ့နော်တပားပေါ့နော်ပြင်တော့မူသွားတယ်တပားကြီးကိုပြောချင်တာကကျွန်တော်တို့ရဲ့လူအသက်တွေကအဲ့လောက်တောင်မှကျွန်တော်တို့တန်ဖိုးတွေမဲ့လာပြီလားဒီနေရာမှာပြောစရာတော့ရှိလိမ့်မယ်ခြားနိုင်ငံတွေမှာလည်းဖြစ်နေတာပဲကျွန်တော်ခြားနိုင်ငံတွေကိုကျွန်တော်လူသားချင်းမဆန်တာလို့ပြောတာမဟုတ်ကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်နေတာပေါ့မြန်မာနိုင်ငံဒီအယူဝါဒအများအများလက်ခံထားတဲ့နိုင်ငံရည်ကြီးမှုထုံးထားတဲ့နိုင်ငံအသိပညာတွေအတတ်ပညာတွေရှိနေတဲ့နိုင်ငံရိုးရာရည်ကြီးမှုတွေရှိနေတဲ့နိုင်ငံနက်တွေရောငကားတွေရောကောင်းတာတွေရောစသဖြင့်မကောင်းတာတွေရောအားလုံးကိုယုံကြည်နေတဲ့နိုင်ငံရည်ကြီးမှုတွေအများကြီးထုံးထားတဲ့နိုင်ငံအဲ့လိုနိုင်ငံတစ်နိုင်ငံမှာဒီလိုမျိုးဖြစ်စဉ်တွေအများကြီးဖြစ်လာတယ်ပြီးတော့ဥပမာဗျာလူတွေမှာတယောက်နဲ့တယောက်မုန်းတီးတာတွေရှိကြလိမ့်မယ်ကျင့်တတ်တာတွေရှိကြလိမ့်မယ်အရင်တော့ဆိုမကျင်တတ်တာတွေရှိနေတော့မှမင်းကမကျင်တတ်ဘူးမင်းကဘာဖြစ်ချင်တယ်မဖြစ်ချင်ဆိုတော့ဗစက်လေးနဲ့ပဲပြောကြလိမ့်မယ်ဒီဘက်ကမှကျတော့ဗစက်လေးနဲ့မဟုတ်တော့ဘူးလူကဘာလောက်လာကြတာဒီမဲ့ချိုးရအားလုံးကလူတက်လာရတဲ့အထိကိုပြင်းထန်နေတဲ့အာဃာတတွေတိတ်လို့လည်းတတ်မှတ်လို့မရနိုင်ဘူးအခုဖြစ်စနေကြည့်လိုက်မယ်ဆိုရင်နောက်ပြီးတော့မဲဆောက်မှာရှိတဲ့ ER မကိုပြောမှဆိုလူတက်တယ်နော်ပြောမှဆိုမရင်းချင်းတယ်တက်တယ် PCD သွားတယ်အဖြစ်စနေရှိသေးတယ်ပြောချင်တာအဲ့တော့အဲ့ဒီခါကျတော့အဓိကပါလဲဆို
ကျွန်တော်မြန်မာနိုင်ငံမှာအဓိကကိုးကွယ်နေတဲ့ဘာသာတရားကဗုဒ္ဓဘာသာကိုးကွယ်နေကြတယ်ဗုဒ္ဓတရားတော်မြတ်တွေကိုဘုန်းကြီးကဟောပြောကြတယ်ဒါပေမဲ့အဓိကဘာလဲဆိုလူငယ်တွေမှာတော့တွေ့တယ်လူကြီးမှာလည်းရှိနေရမယ်ခုပြစ်စင်တွေမှာဆိုပြစ်စင်တွေကို3ခုလောက်မှာ5ခု6ခုလောက်မှာပြစ်စင်3ခုလောက်ကလူငယ်တွေဖြစ်နေတာများတယ်ကလေးတွေပေါ့ဗျာအသက်20အောက်တွေပေါ့အပတ်ဝန်းကျင်တွေမှာဖြစ်နေတာများတယ်အဲ့တော့အဲ့လူငယ်တွေမှာကဘာတွေနဲ့ကြီးပြင်းလာလဲဆိုရက်ဆက်မှုတွေခါးသီးမှုတွေပင်ပန်းမှုတွေစင်ရဲမှုတွေနဲ့ကြီးပြင်းလာတယ်မိဘတွေကလည်းမနိုင်ဘူးမိဘတွေကမနိုင်တဲ့အပြင်ကိုနိုင်ငံတော်မှာရှိနေတဲ့အစိုးရကလည်းဒီလူငယ်တွေနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ရည်ရွယ်ချက်နဲ့မလုပ်ပေးတာဘူးသဘောကကြတော့ပါလေဆိုလူငယ်တွေချိန်တန်ရင်စစ်မှုထမ်းဖြစ်ရင်ဖြစ်မဖြစ်ရင်မိဘတွေတိုင်ဝမ်ကြတဲ့မှာဆိုတော့တစ်ခုခုဖြစ်မယ်ဆိုတော့ဘလုံယုံမစိတ်ချတော့အခြေအနေအဲ့ဒီပြင်ကိုပါလဲဆိုသူများတွေလည်းလူတက်နေကြတယ်သူများတွေလည်းတိုင်နေကြတယ်သူများတွေလည်းခိုးနေကြတယ်သူများတွေလည်းမကောင်းငါလည်းကောင်းစရာမလိုဆိုတဲ့အတွေးမျိုးလူတိုင်းမှာဝင်လာတယ်နောက်တစ်ခုကျတော့ပါလဲဆိုတရားတွေသူတို့ရဲ့ရင်ထဲမှာမကိန်းအောင်ကြတော့ဘူးတရားမရှိကြတော့တရားတွေမဲ့လာကြတယ်တရားမဲ့တယ်ဆိုတာကျွန်တော်တို့ဒီဆရာတော်တွေဟောပြောတဲ့တရားတော်တွေကိုနားထောင်တာကိုပြောချင်တာမဟုတ်ဘူးလူတယောက်မှာလူသားချင်းစာနာထောက်ထားညှာတာရမယ်ဆိုတဲ့စိတ်ရှိရတယ်တယောက်နဲ့တယောက်ကိုမိသားစုဝင်လို့ကိုအသွေးသားလို့မျိုးတတ်မှတ်ရမယ်ခုနောက်ပိုင်းမှာအဲ့လိုမျိုးမတတ်မှတ်ကြတော့ဘူးတတ်မှတ်မှုတွေလည်းမရှိကြတော့ဘူးလိုဖြစ်လာကြတယ်လို့မပြောရဘူးအဲ့တော့အဲ့ဒီဟာတွေကပို့ပြီးတော့ပြန့်နှံ့လာလို့မရဘူးခုချိန်တိုင်အောင်ဒီလိုမျိုးတွေဖြစ်နေတဲ့ရာဇဝတ်မှုတွေတိုးလာတယ်ဆိုပြီးရာဇဝတ်မှုတွေပါပြောက်ဖို့အတွက်ဆိုပြီးတော့မှအခြားနိုင်ငံတွေမှာလုံးကြတာရှိတယ်ဗျာလူတွေမှာဘာလိုအပ်နေရလဲအသိပညာလိုအပ်နေတာတက်ပညာလိုအပ်နေတာအသိပညာတက်ပညာတွေကဗျာရမှာပြောပါခုနောက်ပိုင်းမှာကျွန်တော်တို့ဒီဗီဒီယိုတွေရှိတယ်တော့အများကြီးရှိတယ်ကျွန်တော်များအသိပညာတက်ပညာသိမြင်ရမယ်အရာတွေထက်စားရင်ဟိုပြောရမယ်ဆိုရင်ဟာတာတွေကြည့်တယ်ပြောဟာတာတွေကြည့်တယ်ဆိုတာလေသူဒါကြီးလူတွေကိုအတိအကျပြောလို့မရဘူးသူတို့စိတ်တွေအရန်ပင်ပန်းကြတယ်စိတ်အရန်ရှုပ်ထွေးကြတယ်စိတ်ခံစားမှုတွေမရှိကြအောင်ဒီဟာတာဗီဒီယိုတော့ကြည့်ကြတယ်ရေမရဖက်မရတွေရောရေရတဲ့ဖက်ရတဲ့ဟာတွေရောမျိုးစုံပဲဟုတ်တယ်နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ပြောလို့မရအောင်အဲ့တော့အသိပညာတွေပေးတဲ့ဟာတွေကိုမဖတ်ကြဘူးလားဆိုတော့ဖတ်ကြပါတယ်စာရင်းအများကြီးပြောနေမဖတ်ကြတော့ဥပမာကျွန်တော်ဒီဗီဒီယိုကိုခုပြောလာတာ9မိနစ်ကျော်နေ9မိနစ်လောက်ရှိလာပြီ10မိနစ်လောက်ရှိလာပြီ9မိနစ်လောက်ရှိလာပြီဆိုရင်ဒီလောက်ချိန်ထိတောင်ဒီအတန်ဖိုင်ထိတောင်မှရဖို့တော့မှဖြစ်ချင်မှဖြစ်နိုင်အောင်အဲ့တော့ပြောချင်တာပါလဲဆိုစာရင်းလည်းမဖတ်ကြတော့ကျွန်တော်ငယ်တော့ဆိုစာရင်းဖတ်ကြတယ်စောင်းနေရှိတယ်ဖုံးဆိုတာဖုံးပဲဗျာဖုံးဆိုတာကိုလိုချင်တာကိုရှာလို့ရတယ်ဖုံးကစာအုပ်ကြတော့လို့မဟုတ်ဘူးစောင်းဆိုင်သွားလိုက်ကိုဖတ်ချင်တဲ့ဟာလေးတွေဖတ်အနည်းဆုံးတော့ဒီစောင်းထဲမှာတော့ပါလာမှာတခုတော့သိရမှာနားလည်ရမှာဒီစောင်းတွေကိုကျွန်တော်ငယ်ငယ်တွေကဒီစောင်းတွေကိုအသုံးချပြီးတော့မှကျွန်တော်တို့လိုအပ်တဲ့အသိပညာတက်ပညာတွေကိုရယူခဲ့တာပြီးလူကြီးမိဘတွေရဲ့ပြောစကားဆိုစကားတွေကိုနားထောင်ခဲ့တာခုကလူကြီးမှလည်းမသိတော့လူကြီးမှမသိတော့ဘူးဒီနေရာမှာလေးစားခြင်းဂျိုသေးခြင်းကိုပြောချင်တာမဟုတ်လူကြီးမို့လို့လေးစားမှာငါလည်းစောမွေးလာတော့လေးစားမယ်လို့ပြောချင်တာမဟုတ်ဒီလူကြီးတွေကတွေးကြုံရှိတယ်အသိပညာရှိတယ်တက်ပညာရှိတယ်ငါ့ကိုဆရာကြီးလာမတက်နဲ့ငါတော့နေ့တော့တက်သေးတယ်ဆိုတော့လူငယ်တွေလည်းအများကြီးတွေ့ရတယ်ဒီကဘယ်လိုလဲဆို17 12 13 14 15အပတ်ဝန်းကျင်အကုန်လုံးကအရန်ဘာလို့ဖြစ်လာလဲဆိုတော့အသက်30ဝန်းကျင်နီးလောက်ကိုအသိဉာဏ်တွေကျွေနေတယ်လို့မျိုးဖြစ်လာတယ်ငါလုံးလုံးရင်ဖြစ်တယ်ဆိုတဲ့စိတ်မျိုးတွေဖြစ်လာကြတယ်အဲ့တော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့ဒီပတ်ဝန်းကျင်မှာရှိနေကျွန်တော်တို့လူငယ်တွေကိုဘလို့အသိပညာဘလို့အသက်ပညာဘလို့အမှုပညာဘလို့စိတ်မျိုးတွေနဲ့ကျွန်တော်တို့တို့ရဲ့ခေါင်းထဲမှာရှိနေတဲ့ရာဇဝတ်မှုတွေသူတို့ခေါင်းထဲမှာရှိနေတဲ့ရက်ဆက်မှုတွေကိုကျွန်တော်ဘလို့နီးတဲ့နဲ့တိုက်ဖြတ်ကြမလဲစဉ်းစားကြပါခုပတ်ဝန်းကျင်မှာလည်းကလေးတွေရှိခဲ့တယ်ဆိုရင်လည်းနော်အဲ့လိုမျိုးမဖြစ်အောင်လူတွေပဲစောင့်ရှောက်အောင်ပါနော်ကျွန်တော်တို့ချင်းကျွန်တော်တို့ပဲစောင့်ရှောက်ရမှာအဲ့တော့တယောက်နဲ့တယောက်စောင့်ရှောက်ကြပါကြည့်ချူကြပါဆရာရဲ့လူမကြီးကိုသွားစောင့်ရှောက်လို့ကျွန်တော်ကထိုးခံရမှာကျွန်တော်တက်ခံလဲလုံနေဆိုတော့ကြိတ်တော့ရမှာဒါတော့ကျွန်တော်စဉ်းစားဖို့ပြောတာပါဖြစ်နေပြီစက်ဖြစ်နေလို့ပဲရှိတယ်